အားလုံးပဲမင်္ဂလာပါကျွန်တော်ပထမဗီဒီယိုဖိုင်မှာဆွန်နီနဲ့ရှီယာကိစ္စနဲ့ပတ်သက်ပြီးတာဝကာကြီးအဘူဘကာတခင်နဲ့တာဝကာကြီးအလီတခင်တို့ရဲ့ကြားထဲမှာရှိနေတဲ့အကွဲအကြောင်းလေးတွေကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်တကယ်တော့ဆာဟာဘာတွေဆိုတာကရင်ထဲနှလုံးသားတွေကတတော့ကိုဖြူစင်ခဲ့တာဖြစ်တယ်။တယောက်နဲ့တယောက်ညီကိုရင်းပမာချစ်ခင်ကြတာဖြစ်တယ်။နော်တယောက်ကနည်းနည်းလေးတာမောဟလိုက်မယ်ဆိုရင်နောက်တယောက်ကဟာလာဖလဲတကယ်ခွင့်လွတ်ပေးတာတွေရှိတယ်။ဒါစာဘာကြီးတွေရဲ့ဂျားထဲမှာဘာမှပြဿနာမဟုတ်ဘူး။ပြဿနာတွေကဘေးမှာစာဘာတွေဂျားထဲမှာပြဿနာတွေဖြစ်ဖို့အတွက်သူတို့ကစီစဉ်ပေးရတာအဲ့ဒါကဘာတူတွေလဲမူနာဖစ်တွေဖြစ်တယ်ဒီနေ့ဆွန်နီနဲ့ရှီယာနဲ့ကွဲကွာရခြင်းရဲ့အဓိကလက်ချက်ဟာမူနာဖစ်တွေကလက်ချက်ဖြစ်တယ်ဒီမူနာဖစ်တွေဟာဓမ္မတော်မြတ်ရဲ့လက်ထက်မှာလည်းရှိခဲ့တယ်ဓမ္မတော်မြတ်မရှိတော့တဲ့နောက်ပိုင်းမှာလည်းစာဘာတွေကြားထဲမှာရှိနေခဲ့တယ်နောက်ဆုံးနှစ်ပေါင်း1300ကျော်လာတဲ့အချိန်ထိယနေ့အချိန်ထိဗျာမူနာဖစ်တွေဟာအစ္စလာမ်လူထုရဲ့ဂျားထဲမှာရှိနေတယ်။ဒါကြောင့်မို့လို့အခြေအနေတွေအကုန်လုံးကိုကျွန်တော်တို့ခြုံငုံလေ့လာခြင်းအဖြစ်ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေရဲ့ကွဲလွဲခြင်းဟာဒီမူနာဖစ်တွေရဲ့လက်ချက်ကြောင့်ဖြစ်တယ်။နော်အဲ့တော့ကျွန်တော်စကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဟဇ်အဘူဘကာနဲ့ပတ်သက်ပြီးတော့နော်ရပ်ပေါင်း40အတွင်းမှာတာဝကာကြီးအလီတခင်နဲ့တွေ့ဆုံပြီးတော့စာဘာတာဝကာကြီးညီနောင်နှစ်ပါးတယောက်နဲ့တယောက်ဟာလားကျင့်မှုတွေရယူခဲ့တယ်နော်သို့တော်လည်းပဲတစ်ဖက်မှာဟာလားမူနာဖစ်တွေကဒီလိုတင့်မြတ်တာတွေကိုမလိုချင်ခဲ့ဘူးနော်နောက်ဆုံးကုံအောင်ပြောရရင်ဗျာနော်တာဝကာကြီးအလီတခင်ခလီဖာဖြစ်ထိုက်တယ်ဆိုတဲ့စကားဒီဟဇ်ဥစမန်တခင်ကြီးရဲ့လက်ထက်အချိန်ထိပြောနေတော့နော်သို့တော်လဲဆာဟာဘာတွေဟာမြည်သူပဲမဆိုခလီဖာဖြစ်ပါစေသူတို့နှလုံးသားထဲကနေပြီးကျဉ်းနေတယ်ဓမ္မတော်မြတ်ကလည်းမိန့်ကြားခဲ့ပြီဟာငါရဲ့အဆဟပ်တော်များဟာကျေတာယာများပါမှာဖြစ်တယ်နော်အဲ့ဒီကျေတာယာတွေရဲ့အနောက်ကိုဘယ်သူလိုက်မလဲအဲ့ဒီသူဟာအောင်မြင်မယ်ဓမ္မတော်မြတ်လည်းမိန့်ကြားခဲ့ပြီသားနောက်ဆုံးဓမ္မတော်မြတ်ကဆာဟာဘာတွေကိုလက်ရွေးစင်အဖြစ်နဲ့မိမိရဲ့တာဝကတွေဟာတပည့်တပန်းတွေကိုမွေးထုတ်ပေးခဲ့တာတကယ်ဆိုလို့ဆိုအားလုံးဟာအရေးချင်းပြည့်မိပြီသားဘသူအုပ်ချုပ်လို့တိုးတက်တယ်ဘသူအုပ်ချုပ်လို့ဆုပ်ယုပ်တယ်ဆိုတာကျွန်တော်တို့အစ္စလာမ်သမိုင်းမှာမရှိဘူးသို့တော်လည်းပဲမူနာဖစ်တွေကအယမ်းဆမ်ကြောင်လုပ်တယ်ဟာလားသူတို့ဘာလုပ်လဲဟဇ်ဥစမန်တခင်ကြီးကိုဟာလားဖမ်းဆီးတယ်နောက်ဆုံးတပ်ဖြတ်တယ်နောက်ဆုံးဟဇ်အလီကိုပါဟာလားသူတို့ဟာလားချင်းချောက်မှုတွေလုပ်တယ်နောက်ဆုံးဟဇ်အလီရဲ့အပေါ်မှာလည်းပဲအွမ်မတ်တရက်လုံးကအထင်လွဲမှားမှုတွေဖြစ်စေတယ်ဟာလားနောက်ဆုံးအမေရိမိုဝေယာနဲ့ဟဇ်အလီတို့ရဲ့ဂျားထဲမှာလည်းဖစ်နာတွေဖြစ်ခဲ့တယ်မွတ်စလင်ချင်းတိုက်ပွဲတွေဖြစ်ခဲ့တယ်မဒီနာမြို့ကိုအမျိုးဟာလားချင်းချောက်မှုတွေလုပ်ခဲ့တယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့မွတ်စလင်တွေဂျားထဲမှာအကွဲကြောင်းတွေဖြစ်တယ်နော်နောက်ဆုံးဟဇ်အမေရိမိုဝေရှိရတဲ့နောက်ပိုင်းမှာယဇစ်ကလက်ချက်နော်ယဇစ်ကလက်ထက်မှာလည်းပဲဟာလားဟဇ်အီမန်ဟူစိန်တခင်ကြီးနဲ့ဒီလိုပဲကံပဲလုပ်တယ်နောက်ဆုံးအချင်းချင်းဘသူကွဲတာလဲကျွန်တော်တို့မွတ်စလင်ကွဲတယ်ကျွန်တော်တို့မွတ်စလင်နှစ်ချမ်းဖြစ်သွားတယ်တစ်ချမ်းကအဲလီဆွန်နဝလ်ဂျမာတ်ဆိုပြီးတော့ခလီဖာရဲ့လမ်းစဉ်ဝါဒအယူအဆကိုလိုက်နာခဲ့တယ်နောက်ထပ်မွတ်စလင်တအုပ်စုကတော့ရှီယာမွတ်စလင်ဖြစ်တယ်သူက12ပါးအီမာမ်ကိုဟာလာလက်ခံခဲ့တယ်ဟာလာအဲ့ဒီအပေါ်မှာပဲသူ့ရဲ့စနစ်ကိုတိဆောက်ခဲ့တယ်အဲ့တော့ကျွန်တော်ပြောမယ်နော်ဒီကနေ့ရှီယာဆိုတာကကျွန်တော်တို့ဟာလာအကီဒါတွေအကာအစ်တွေအရာကျွန်တော်တို့သမိုင်းကြောင်းတွေအရာတယောက်နဲ့တယောက်ဟာလာကိုပလီမာကိုနမတ်ဖတ်နေပေမဲ့တယောက်နဲ့တယောက်ကိုအလုပ်ကိုလုပ်နေပေမဲ့အချိန်တန်ရင်
သွေးစီးဖို့တော့အရေးကြီးတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီရှီယာမွတ်စလင်တွေဟာတခြားတစ်စိမ့်တွေမဟုတ်ဘူးကျွန်တော်တို့အဲဒီဆွမ်းဝဲဂျမာအတ်ကသွေးရင်သားရင်တွေဖြစ်တယ်နော်ကျွန်တော်ပြောမယ်ခင်ဗျားတို့ရှီယာမွတ်စလင်တွေအနောက်မှာခင်ဗျားတို့နမတ်မဖတ်ချင်ဘူးဆိုရင်ခင်ဗျားတို့နမတ်မဖတ်နဲ့နော်ခင်ဗျားတို့တွဲလုံးလို့မရတဲ့အလုပ်တွေကိုခင်ဗျားတို့တွဲပြီးတော့ခင်ဗျားတို့ဟာလားမလုပ်နဲ့သို့တော်လည်းပဲအစ္စလာမ်ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ကျွန်တော်တို့မမရက်တီဖို့တော့လိုတယ်အတူတူလက်တွဲဖို့လိုတယ်ကျွန်တော်တို့ညီညွတ်ဖို့လိုတယ်နော်ဒီကနေ့အာရဗ်တွေရဲ့ကြောက်တဲ့စိတ်တွေဘာတွေဖြစ်နေလဲဒီနေ့ဆော်ဒီအာရေဗျနဲ့နော်အီရန်နဲ့ဂျားထဲမှာသွေးကွဲမှုတွေဖြစ်နေတယ်ဒါလည်းဒီမူနာဖစ်တွေပဲမူနာဖစ်တွေကဟာလာသွေးထိုးမှုတွေဟာယနေ့ဒီအစ္စလာမ်ကခေါင်းထဲမှာဝင်နေတယ်မတင်ကျွန်တော်တို့ကရှီယာဆိုရင်ကြောက်နေတယ်ရှီယာကဆွန်နီဆိုရင်ကြောက်နေတယ်တယောက်နဲ့တယောက်တဲချောက်လို့ဖြစ်နေတယ်မဟုတ်ဘူးအဓိကကျွန်တော်တို့ထဲမှာတူညီတာတွေရှိတယ်ကဲကျွန်တော်ပြောမယ်ဘာများကွဲလွဲလဲနော်အလ္လာဟ် Subhanahu wa Ta'ala ကိုယုံကြည်တယ်နော်ကျွန်တော်တို့အစ္စလာမ်ဆိုပြီးခံယူတယ်နော်ကေဘလာရဲ့ကေဘလာဘက်ကိုကျွန်တော်တို့မျက်နှာမူလာခြင်းတူတယ်ကျမ်းတော်မြတ်ကုရ်အာန်ကိုလည်းကျွန်တော်တို့လက်ခံတယ်နော်အတူတူပဲတမန်တော်မြတ်ကြီးဆလ္လာဟူအလိုင်ဝါဆလမ်ကိုနဗီဖြစ်နေကျွန်တော်တို့ဒီလက်ခံတယ်နော်ဆိုတော့ကျွန်တော်တို့ထဲမှာဘာကွဲလွဲမှုတွေရှိနေတာလဲကျွန်တော်တို့ထဲမှာဟာလားဘာမှကွဲလွဲမှုမရှိဘူးနော်ကျွန်တော်တို့ကဘာဦးအစားကနေကဘာဦးအဆုံးထိနောင်ကီယာမတ်နဲ့အလ္လာဟ်ရှိမှမတ်တရတဲ့အချိန်ထိဒီဆွန်နီနဲ့ရှီယာနဲ့အကုန်အတူတူပဲသို့တော်လည်းပဲတချို့ကွဲလွဲတာတွေရှိတယ်အဲ့ဒီအပေါ်မှာအတူတူဘာသာရေးအရာယုံကြည်ချက်အရာလုံးလို့မရတဲ့အပိုင်းတွေရှိကောင်းရှိမယ်အဲ့ဒါတွေကိုခင်ဗျားတို့ခွဲလို့နော်သို့တော်လည်းပဲညီကိုအရင်ပမာကျွန်တော်တို့ချစ်စိတ်ထားရမယ်ဒီနေ့ကျွန်တော်တို့အွမ်မတ်ကကွဲနေတဲ့အပေါ်မှာဒီနေ့ကျွန်တော်တို့ကိုယဟူဒီတွေနဆရာနီတွေကောင်းကောင်းဘင်းနေတယ်နော်ဒီနေ့ရှီယာတွေဟာလာအီရန်တွေခံရပြီဆိုလို့ဆိုရင်ဒီဘက်ကဆွန်နီအတိုင်းဝိုင်းကပျော်နေတယ်ခင်ဗျာစဉ်းစားကြည့်အမှန်တကယ်ကကျွန်တော်တို့စိတ်မကောင်းဖြစ်ရမှာကျွန်တော်တို့အားလုံးဟာအတူတူပဲเนาะကျွန်တော်တို့ညီညွတ်ဖို့လိုတယ်เนาะကျွန်တော်တို့ဟာလာအစ္စလာမ်အလံတော်တစ်ခုတည်းအောင်ကျွန်တော်ပြောတာကအားလုံးတသားတည်းဖြစ်ဖို့ကျွန်တော်ပြောတာမဟုတ်ဘူးဘယ်သူမှလည်းတသားတည်းမဖြစ်ဘူးကျွန်တော်တို့အလီဆွန်နတ်ဝဂျမာအတ်မှာတော့၄ခိုင်းရှိနေတယ်เนาะတယောက်နဲ့တယောက်ကိုလုပ်တယ်เนาะဟုတ်တယ်မလားဆိုတော့ဒီလိုပဲပေါ့ကျွန်တော်ပြောချင်တဲ့သဘောကเนาะအလ္လာဟ်ပေါ်မှာသူတို့ယုံကြည်တဲ့ပုံစံလွတ်လပ်စွာယုံကြည်ပါစေကျွန်တော်တို့မွတ်စလင်ဆွန်နီမွတ်စလင်တွေအလ္လာဟ်ပေါ်မှာယုံကြည်တဲ့ပုံစံလွတ်လပ်သို့တော့အစ္စလာမ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဒီနေ့ဟာလာရှီယာကိုဟာလာမွတ်စလင်လို့မတတ်မှတ်ဘူးဆိုရင်ကျွန်တော်တို့အစ္စလာမစ်58နိုင်ငံထဲမှာဘာကြောင့်ရှီယာကိုထိတ်ဆုံးအောင်ထည့်ထားတာရှီယာကိုအစ္စလာမစ်စတိတ်ဟိုဒါဖြစ်နေထားတာလားဘောပါလားဆော်ဒီအာရေဗျအစ္စလာမစ်စတိတ်ဟိုဒါဖြစ်နေထားတာလားနော်မလေးရှားတို့ဘာလို့ဆိုတာကအစ္စလာမစ်စတိတ်ဟိုဒါမဟုတ်ဘူးမလေးရှားမွတ်စလင်နိုင်ငံလူများစုနိုင်ငံပဲရှိတာအစ္စလာမစ်နိုင်ငံမဟုတ်ဘူးသို့တော့အီရန်တို့ဆော်ဒီတို့ဆိုတာကအစ္စလာမစ်စတိတ်ဟိုဒါတွေတကယ်ကောင်းဆောင်နိုင်ငံကြီးတွေဒီနေ့ကျွန်တော်တို့ကအမျိုးမျိုးကျွန်တော်တို့ခွဲခြားနေတယ်ဆိုတော့မိတ်ဆွေများအားလုံးကျွန်တော်ပြောချင်တာကဟာလားမတူတဲ့ဟာတွေကိုခွဲလုပ်ပါနော်တကယ်လို့တူတဲ့ဟာတွေကိုညီညွတ်နဲ့ကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်ပါဆွန်နီနဲ့ရှီယာနဲ့ဂျာမှာဘာမှအမုန်းစိတ်မထားပါနဲ့တကယ်တော့ရှီယာဆိုတာကျွန်တော်တို့ဆွန်နီမွတ်စလင်နဲ့ညီကိုအရင်ချဖြစ်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့လည်းကျွန်တော်ဒီဗီဒီယိုဖိုင်ကနေပြီးတော့မိတ်ဆွေတို့ကိုသတင်းပေးလိုက်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်เนาะဒီဗီဒီယိုလေးကိုလည်းအားလုံးကိုမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ကျေးဇူးအများကြီး